တဲ့ကိုသွားရမယ်နော်ကြောက်ရုံနဲ့မလား ဟုတ်ကဲ့ဆရာ ဒေါက်တာခက်မှန်နဲ့ခြူလိုက်လို့နှစ်ယောက်ချင်းနေလေစားတာကိုတွေ့လိုက်တယ် ဆေးရုံဘာလို့လုပ်တာလဲ တထားရေတထားဆက်တထားဆက်တထားဆက် မင်းကြုံသိနေမှာစက်သိရင်မရှိတဲ့မျက်နှာနဲ့ပေါ်ရမှာဟောမျက်နှာပြောင်းလို့နဲ့ငါပြောတော့ကြောက်အနီမင်းအလားဆုံးပဲကွာငါတော့ကောင်းဆုံးပဲ ဒေါက်တာခက်မှန်နင်တို့ငါတို့မြင်တယ်လို့လူကောင်းမဟုတ်ဘူးလို့ ကိုယ့်ရဲ့ခန္ဓာချက်တွေကိုလေကိုထုတ်ပြတဲ့နီလမားသွားရဲဆိုတော့ကိုဝေခါမှလည်းတိုက်တယ်ကိုဝေခါမှလည်းကိုဝေခါမှတော့တက်တယ်